ဒီကနေ့ကျွန်တော်တို့ကြားနာခဲ့ရတဲ့အင်္ဂလိပ်ကျမ်းစာတော်မြတ်ကိုအထူးတကွထောက်ရှုကြစို့ဒီကနေ့ကျွန်တော်တို့ကြားနာခဲ့ရတဲ့အင်္ဂလိပ်ကျမ်းစာမှာသခင်ခရစ်တော်ကခမည်းတော်သည်ငါ၌ငါသည်လည်းခမည်းတော်၌တည်ရှိ၏ဆိုပြီးသခင်ခရစ်တော်ဆိုခဲ့တယ်ဒီစကားကိုကြားတဲ့အခါမှာဖာရိဇေဦးနေနဲ့ကျမ်းတက်ဆရာတွေဂျူးတွေကဒီစကားကိုကြားတဲ့အခါမှာလက်မခံကြဘူးဒါကြောင့်မလို့သခင်ခရစ်တော်ကိုသူတို့ဟာကြောက်ခဲနဲ့ပြစ်ဖို့ရန်အတွက်ကြိုးစားတယ်ဒါနဲ့သခင်ခရစ်တော်ကဘာကြောင့်ငါ့ကိုကြောက်ခဲနဲ့ပြစ်ရတာလဲဆိုပြီးမေးတဲ့အခါမှာကောင်းတဲ့အမှုအတွက်ကြောင့်သင်တို့ငါ့ကိုဖျားသခင်နဲ့ဒန်းသူလှုပ်တော်ကြောင်းလို့ဖြေကြတယ်သခင်ယေရှုမေးတဲ့အခါမှာဖာရိဇေဦးနဲ့ဂျူးတွေဟာကောင်းတဲ့အလုပ်အတွက်ကြောင့်မဟုတ်သင်ကိုယ်တင်ဖျားနဲ့ဒန်းသူလှုပ်တာကြောင့်ဖြစ်တယ်လို့ဖြေခဲ့ကြတယ်ဒါဟာလဲသူတို့မှားနေကြပါတယ်သခင်ယေရှုရဲ့ကောင်းတဲ့အလုပ်ဟာသူဟာခမည်းတော်ရဲ့ဆေလွတ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်းသူတို့လက်ခံရမှာဖြစ်တယ်ဒါကိုသူတို့လက်မခံနိုင်ကြဘူးသူတို့ဘာကြောင့်လက်မခံနိုင်ကြတာလဲသူတို့ရဲ့အတ္တတွေမာနတွေသခင်ခရစ်တော်ဟာလက်သမားရဲ့သားဖြစ်တယ်ဒီလောက်ကောင်းတဲ့အရာတွေကိုသူပြုတ်လုံနိုင်ခဲ့တယ်ဒါကိုသူတို့လက်မခံနိုင်ကြဘူးဒါတွေဟာအတ္တတွေမာနတွေအကြောင်းဖြစ်တယ်တယူသံဖြစ်နေတဲ့လူတွေအတွက်ဟာသူတို့အတွက်ပြဿနာဖြစ်စေခဲ့တယ်သူတို့ရှိမှလုံးဝမညီညွတ်နိုင်ဘူးမပြောင်းလဲနိုင်တဲ့တဇုထိုးလှုပ်ချင်တဲ့ခံယူချက်တွေသူတို့မှာရှိနေကြတယ်တပါးသူအတွက်စဉ်းစားတဲ့ပုံစံခံယူထားတဲ့ရှုကြောက်တွေကိုလုံးဝနေရာမပေးနိုင်ကြဘူးတပါးသူကောင်းတာကိုချီးမွမ်းရမယ့်အစားတပါးသူလုပ်တဲ့ကောင်းတဲ့အမှုမှာပြစ်တင်ဝေဖန်ခြင်းဖြစ်တယ်ဒါကြောင့်မလို့သူတို့ဟာသခင်ခရစ်တော်ကောင်းတဲ့အမှုကိုပြုလုပ်တဲ့အချိန်မှာသခင်ခရစ်တော်ကိုလက်မခံနိုင်ကြဘူးသူတို့လက်ခံလိုက်လို့ရှိရင်လည်းဖះကိုစော်ကားရရောက်မယ်လို့စိတ်ထဲမှာဘဝင်ဆွဲနေတယ်ဒီဆွဲမြဲနေတဲ့အတွက်ကြောင့်ဘာကမှသူတို့ကိုမပြောင်းလဲပေးနိုင်ဘာသာတရားဆိုတဲ့အရာဟာအင်မတန်တိမ်ငွေးလာတဲ့အရာဖြစ်တယ်ဂယုတစိုက်နဲ့မကင်တွယ်ဘူးဆိုလို့ရှိရင်အကြမ်းဖက်တဲ့ဝါဒရေတောင်းမြစ်တွေဖြစ်လာနိုင်ပါတယ်ဘယ်အရာမဆိုယုံကြည်သက်ဝင်သူတဦးဟာအကြမ်းဖက်တဲ့ဝါဒနဲ့ကျွန်တော်တို့စဉ်းစားမယ်ဒီယုံကြည်သက်ဝင်သူတွေတဦးဟာမစဉ်းစားတတ်ဘူးကိုယ်နဲ့စိတ်မကတ်တော့တဲ့အခါမှာသူကအများကိုအန္တရာယ်ပေးလာတယ်ကျွန်တော်တို့ဟာလူတစ်ယောက်ကိုမကောင်းမြင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟာအပြစ်ထဲကိုတဖြည်းဖြည်းကြားရောက်လာတယ်အပြစ်ထဲကိုဆွဲသွားတယ်ကျွန်တော်တို့လူရဲ့ကိုယ်ခန္ဓာစိတ်မတွေ့ကတ်တော့ဘူးအမားကိုတစ်ခုပြီးတစ်ခုကျူးလွန်ခြင်းတဲ့စိတ်လေးတွေဖြစ်လာတယ်ဒါလေးတွေဟာကျွန်တော်တို့ကိုအန္တရာယ်ပေးနိုင်တယ်အပြစ်တို့သွားရလမ်းကြောင်းလည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကကြိုးစားရမယ့်အရာဟာသခင်ခရစ်တော်ပြောတဲ့စကားကိုနားထောင်ဖို့ကျွန်တော်တို့လိုအပ်တယ်ဖခင်ရဲ့စကားကိုနားထောင်ဖို့ဆိုတဲ့အရာဟာယုံကြည်ခြင်းဟာကျွန်တော်တို့အတွက်တောချက်ဖြစ်ပါတယ်ယုံကြည်ခြင်းဟာကျွန်တော်တို့ရဲ့အရာအလုံးအတွက်နားလည်နိုင်ဖို့တောချက်ဖြစ်တယ်ဘုရားရှင်ပြောပြတဲ့အရာကိုဒီဂျူးတွေနဲ့ဖာရိဇေဦးတွေဘာကြောင့်နားမလဲတာလဲယုံကြည်ခြင်းဆိုတဲ့တောချက်သူတို့မှမရှိဘူးယုံကြည်ခြင်းဆိုတဲ့တောချက်ရှိလာရင်သခင်ခရစ်တော်ဒီလောက်သူတို့ကိုအနက်ဖွင့်ပြနေတယ်ရှင်းပြနေတယ်ဒါပေမဲ့သူတို့လက်မခံနိုင်ဘူးသူတို့ရဲ့အတ္တအမှောင်တုဖုံးလွှမ်းနေလို့ဖြစ်တယ်ကိုရိုနဲ့ယုံကြည်ခြင်းဆိုတဲ့အရာဟာကျွန်တော်တို့ယေရှုတော်တပါးဖြစ်တယ်
သခင်ယေရှုရဲ့နှုတ်တော်ထွက်စကားကိုနာယူပြီးနှလုံးပိုက်သွင်းမှုကျွန်တော်တို့လိုအပ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဖျားရှိမှယေရှုတော်တောင်းခံရမှာဖြစ်တယ်။ကိုရောရဲ့အနောက်ကိုလိုက်တဲ့အချိန်မှာကျွန်တော်တို့သစ္စာရှိရှိနဲ့လိုက်နိုင်မှုယုံကြည်ခြင်းတိုးပွားဖို့ကျွန်တော်တို့ဆုတောင်းရမှာဖြစ်တယ်။ဒီယုံကြည်ခြင်းဟာကျွန်တော်တို့ကိုအရာရာပြောင်းလဲနိုင်တယ်ဆိုတဲ့အရာကိုဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့်ထောက်ရှုပြီးကျွန်တော်ရဲ့ဘဝအသက်တာမှာဖခင်ကပြောင်းတဲ့နှုတ်ကပတ်တော်တရားကိုယုံကြည်ခြင်းမျက်စိနဲ့နားလည်သိနားလည်နိုင်သောကျေးဇူးတော်များရရှိနိုင်စေဖို့ရန်အတွက်လိုအပ်သောဆုကျေးဇူးတော်ကိုမြတ်စွာတရားတော်မြတ်မှာဆက်လက်တောင်းခံသွားကြပါစို့